Hello, Chibolo Mingla, Quanu Panda, Quanu Sakunia, no, Sakunia Chala, and Town Secha, not Nita, Loa Kuma, She Kone, Kushe Pedibe Pibare. Okay, Quanu Tenla Ingama, no, the Tenlanima Quampia de Lilo Quia Manania, Trakele, no Inganima Quanga, the Pedi Bede, no Pediale, Taquanu Tom Pedi, Amire. So Ingani Traquanti Dieta, Nita Collide, no, the Nita can second Manakin watching Yanakin watching Pitwari, Tiamlu, Paudunima, Quanine, the Inganic and Satire Chipori, as a Pian Piama Pibari. No? Okay, pre-Pia no Quanodan, Nea Satai Lumakuma, She Omige. So Jamlu, Quanine, Paudunima le, da Chiporuku, Limoma, Quanine, the Padili, Free, Demima, Pibari, Tiamlu, Quan Murigu, Asani, Sonti, Chibiba, Palis Lushi, no Kuang Wine. Kazara, dear Jamlu, no, Blue Pangu, no Tasani Pialis Jamlu, the Charlie Chimada, Tikana, the Quaka, no, Tikana Longa, Lighting La, Kazadina, Macazadina Surabu, Kukurai, such as some Pialu, Jamigolino. Okay. Soroquanu Salame. Today, Muano Totoli Guma, Totoli, Lare Bono, Lare. ဒီကောင်းတာဆိုတာလည်းမပြောနဲ့ပေါ့နော်။ဘာလို့ကွန်းနေနဲ့ဒီအချိန်ကြီးအများကြီးပြီးပြီးတော့ရှာထားတဲ့ဒီအကြောင်းလို့ကကောင်းကောင်းလေးတွေရှာလာခြင်းဖြစ်ပါတယ်။ Okay ဆိုကွန်းလို့စလိုက်မယ်။မူကတော့စုစုပေါင်း၄သက်ရှိမယ်။ပထမဆုံးတစ်ဆိုင်ကောင်းလို့ဒီလိုရှိမယ်ဗျ။ဒီမှာကွန်းလို့နေရှေခွင်3ည Okay အဲ့ဒီလေးလုံးပေါင်းခြင်းပါဝါရှုမှာဖြစ်ပါတယ်။နှစ်ရှေပေါင်း3ညရဲ့ခွင်ရပေါင်းခြင်းကနော်3ညခွင်ရပေါင်းခြင်းခွင်ရ3ညပေါင်းခွင်ဟုတ်တယ်နော်နှစ်ရှေပေါင်း3ညခွင်ရပေါင်းခွင်ရ3ညပေါင်းခွင်ရပါဝါကနံပါတ်1 Okay အဲ့ဒီနှစ်လုံးပိုင်းကနောက်တည့်တနေ့ခွင်ရမနက်ခင်းမှာ3ညနှစ်ဆိုပြီးနှစ်ပိုင်းပြီးသွားတယ်။ဒါဆိုရင်ခွင်နေနဲ့ဒုတိယတမှုဆက်သွားမယ်။ဒုတိယတမှုလည်းဒီလိုရှိမယ်ဗျ။5ခွင်3ညနဲ့ပေါင်းခြင်းပါဝါဟုတ်ပြီ5ခွင်ပေါင်း2ရဲ့3ညပေါင်း2ရဲ့ပေါင်း4ရဲ့ပါဝါက9 Okay အဲ့ဒီ9တလုံးပိုင်းကလည်းနောက်တည့်တနေ့ခွင်ရဲ့ညနေခင်းမှာ90ဆိုပြီးတော့9ပိုင်းလေးပေးသွားတယ်နော်ဒါဆိုရင်တတိယတမှုဆက်သွားမယ်တတိယတမှုကဒီလိုရှိမယ်ဗျနေခွင်နှလုံးထဲပေါင်းခြင်းတဲယူမှာဖြစ်ပါတယ်နှစ်ခွင်ပေါင်းခြင်းက9 Okay အဲ့ဒီ9တလုံးပိုင်းကနောက်တည့်ရဲ့တနေ့ခွင်ရဲ့ညနေခင်းမှာ90ဆိုပြီး9ပိုင်းလေးပြီးသွားခဲ့ဒါဆိုရင်ကွန်းတို့၄ဆိုင်ပြမှာဆိုလို့ကျွန်တော်တို့နောက်ဆုံးတစ်ဆိုင်ကိုစက်သွားမယ်နောက်ဆုံးတစ်ဆိုင်ကဒီလိုရှိမယ်ဗျနောက်ဆုံးတစ်ဆိုင်ကဒီမှာကွန်းတို့ခွင်နဲ့နှလုံးတဲပေါင်းခြင်းတဲယူမှာဖြစ်ပါတယ်ခွင်ခွင်နဲ့မုံတော့ခွင်ကနှလုံးတဲပေါင်းခြင်းမှာဖြစ်ပါတယ်ခွင်ကပေါင်းခြင်းက2 Okay အဲ့ဒီနှစ်တလုံးပိုင်းကလည်းနောက်တည့်တနေ့ခွင်ရဲ့မနက်ကမှ3ညနှစ်ဆိုပြီးနှစ်ပိုင်းလေးပြီးသွားခဲ့ဒါဆိုရင်ကွန်းတို့ကလုံးပိုင်းကမိုးဆိုင်ကတမှု2မှု3မှု4မှုလုံးပိုင်းက2ကို2ကိုလုံးပိုင်းမနက်ကမှ2ညနေခင်းမှာ9လုံးဝကမှမနက်ညကတ်ခဲ့ Okay ဒါဆိုရင်ကွန်းတို့ဒုတိယတကယ်ကိုစက်တော့မယ်ဒုတိယတကယ်ရဲ့အနေလေးနဲ့ပထမဆုံးတမှုကဒီအပေါ်ရဲ့ဖုန်းလာတိုင်းဖြစ်ပါတယ်ဒီမှာကွန်းတို့6နဲ့3ည3နော်4လုံးပေါင်းခြင်းပါဝါဟုတ်ပြီ6နဲ့ပေါင်း8 3ညပေါင်း8 3ပေါင်း1ရဲ့ပါဝါကနံပါတ်6 Okay အဲ့ဒီ6တလုံးပိုင်းကနောက်တည့်ညနေခင်းမှာ4 6ဆိုပြီး6ပိုင်းပြီးသွားခဲ့တယ်ဒါဆိုရင်ဒုတိယတမှုဆက်သွားမယ်ဒုတိယတမှုကလည်းဒီအပေါ်ရဲ့ပုံမှန်တိုင်းဖြစ်ပါတယ်ဒီမှာကွန်းတို့6ခု3ည6 4လုံးပေါင်းခြင်းပါဝါဟုတ်ပြီ6ခုပေါင်း9 9 3ညပေါင်း9နော်9ရဲ့6ပေါင်း1ရဲ့ပါဝါက6 Okay အဲ့ဒီ6တလုံးပိုင်းကနောက်တည့်ရဲ့ညနေခင်းမှာ4 6ဆိုပြီးတော့6ပိုင်းလေးထမှန်ပြီးတော့ပြီးသွားခဲ့ဒါဆိုရင်ကွန်းဒီအနယ်လေးနဲ့တတိယတမှုဆက်သွားမယ်တတိယတမှုကဒီလိုရှိမယ်ဗျ6ယူရှိမယ်နော်6 3ညနှလုံးပေါင်းခြင်း6 Okay အဲ့ဒီ6တလုံးပိုင်းကနောက်တည့်ညနေခင်းမှာ4 6ဆိုပြီးတော့6ပိုင်းပြီးသွားခဲ့ဒါဆိုရင်နောက်ဆုံးတမှုဆက်သွားမယ်နောက်ဆုံးတမှုကလည်းဒီပေါ်ရဲ့ပုံလာတိုင်းဖြစ်ပါတယ်3ည6နှလုံးပေါင်းခြင်းနံပါတ်6 Okay အဲ့ဒီ6ပိုင်းကနောက်တည့်ညနေခင်းမှာ4 6ဆိုပြီးတော့6ပိုင်းလေးပြီးသွားခဲ့ဒါဆိုရင်မူဆိုင်ကတမှု2မှု3မှု4မှုလုံးပိုင်းက6ပိုင်း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 6တလုံးပိုင်းညနေခင်းမှာပြီးသွားခဲ့
เคမူဆိုင်ကတော့တော်တော်လေးခုမှလာနေရပေါ့နော်ဒါဆိုရင်တတိယတကက်ကိုဆက်သွားမယ်တတိယတကက်ရဲ့အနီလေးနဲ့ပလောင်တမူပါဒီအဖွဲရဲ့ပုံမှန်တိုင်းဖြစ်ပါတယ်ဒီမှာခွန်းတို့ကို9ကို3လေးလုံးပေါင်းချင်းပါဝါဟုတ်ပြီနော်ကို9ပေါင်း4 4ရဲ့9ရဲ့ပေါင်း3 3ရဲ့3ရဲ့ပေါင်း6 6ရဲ့ပါဝါကနံပါတ်1โอเคအဲ့ဒီတစ်တလုံးပိုင်းကနောက်ဒီညနေကမှတက်ဘူးဆိုပြီးတော့ဒီတစ်ပိုင်းကထရောအပရောအပူနေတဲ့တလုံးနဲ့ကိုအပီပြီးသွားတယ်ဒါဆိုရင်အနီလေးနဲ့ဒုတိယတမှုဆက်သွားမယ်ဒုတိယတမှုကလည်းဒီအပေါ်ရဲ့အပုံစံတိုင်းဖြစ်ပါတယ်ဒီမှာကွန်တို့ရှေ4 6ရှေလေးလုံးပေါင်းချင်းပါဝါဟုတ်ပြီ4 6ပေါင်း3 3ရှေပေါင်းရှေပေါင်း6 6ရဲ့ပါဝါတဲ့အဲ့ဒီတစ်ပိုင်းကနောက်ဒီညနေကမှတစ်ဘူးဆိုပြီးတော့ဒီတစ်ပိုင်းကထရောအပရောအပူနေတဲ့တလုံးနဲ့ကိုအပီပြီးသွားတယ်ဒါဆိုရင်အနက်လေးနဲ့တတိယတမှုဆက်သွားမယ်တတိယတမှုလည်းဒီပွဲရဲ့ဖုန်းလိုင်းဖြစ်ပါတယ်เนาะဒီမှာကွန်တို့ကိုနှလုံးထဲပေါင်းရင်ထိမှာဖြစ်ပါတယ်ကိုပေါင်း8โอเคအဲ့ဒီ8လုံးပိုင်းကနောက်တည့်မနေ့ကမှကို8ဆိုပြီးတော့8ပိုင်းပြီးသွားတယ်ဒါဆိုရင်ကွန်တို့နောက်ဆုံးတမှုဆက်သွားမယ်နောက်ဆုံးတမှုကလည်းဒီပွဲရဲ့ဖုန်းလိုင်းဖြစ်ပါတယ်ဒီမှာကွန်တို့ကိုနှလုံးထဲပေါင်းရင်ထိမှာဖြစ်ပါတယ်ကိုပေါင်းရင်ကနံပါတ်8ပေါ့နော်โอเคရရှိပိုင်းကနောက်တည့်ညနေခင်းမှာမနေ့ကမှကို8ဆိုရရှိပိုင်းပြီးသွားခဲ့ဒါဆိုရင်ပြန်ချုံမယ်မူဆိုင်ကတမှုနမှု3မှု4မှုလုံးပိုင်းကတစ်ပိုင်း8ပိုင်း1 8လုံးပိုင်းโอเคညနေခင်းမှာတစ်ပိုင်းပြီးသွားတယ်မနေ့ကမှ8ပိုင်းမနေ့ညလုံးဝကမှโอเคတယ်နော်ဒါဆိုရင်ကိုတို့နောက်ဆုံးတကက်ကိုစပီတော့တွားလိုက်မယ်နောက်ဆုံးတကက်ရဲ့အနီလေးနဲ့ပလောင်တပူကဒီအပေါ်ရဲ့ပုံမှန်တိုင်းဖြစ်ပါတယ်ဒီမှာကိုတို့ရှေနှစ်တစ်လေးလုံးပေါင်းချင်းပါဝါနော်ရှင်းနေပေါင်း3 3ရှေပေါင်းရှေတည့်ပေါင်း9ရေးပါဝါက4အဲ့ဒီ4တလုံးပိုင်းကတရက်စာအတွက်ဖြစ်တယ်နော်တရက်စာအတွက်ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်နော်အနီလေးနဲ့ဒုတိယတမှုဆက်သွားမယ်ဒုတိယတမှုလည်းဒီပေါ်ရဲ့ပုံမှန်တိုင်းဖြစ်တယ်ဒီမှာကတော့နေတေငါလေးလုံးပေါင်းချင်းပါဝါဟုတ်ပြီနေ့တပေါင်း3ရဲ့1ရဲ့ပေါင်း4 4ရဲ့5ပေါင်း9ပါဝါကနံပါတ်4အဲ့ဒီ4ပိုင်းကတရက်စာအတွက်ဖြစ်တယ်ပပတ်ဆက်ကောင်းတယ်နော်ဘယ်လိုဒီမူတွေကိုကြည့်မယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့လုံးမိုင်းကိုဆွဲထုတ်တာမဟုတ်ဘူး။နော်ကိုအမြဲတမ်းပြောနေကြပုံစံတိုင်းဖြစ်တဲ့နော်သူ့ရဲ့ဖော်မူလာစီဂျော်ရပေးလာတဲ့မူတွေကိုပဲယူရတာဖြစ်ပါတယ်နော်။ Okay ဒါဆိုလို့ရှိရင်အနက်လေးနဲ့တတိယတမှုဆက်တော့မယ်။တတိယတမှုကလည်းဒီမှာကွန်းလို့ရှေနေပေါင်းချင်းရိုးထဲပေါင်းရင်တိတ်မှဖြစ်ပါတယ်ရှင်းနေပေါင်းရင်3ညအဲ့ဒီ3ညပိုင်းကလည်းတရက်စာဘော်လူနေ့မှာထပ်မမီတွေ့ရဆိုအဲ့ဒါဆက်ပြီးပြီးမယ်ဆိုလို့ရှိရင်နေ့ရှင်းနှလုံးပေါင်းချင်း3ညဆိုတော့3ညပိုင်း4ပိုင်း3ညပိုင်းပတ်ဆက်ကောင်းတယ်နော်ပတ်ဆက်ကောင်းတယ်ဒီမှာကွန်းတေချာလေး daily နဲ့ရေးပေးလိုက်မယ်19ရက်6လ2026เนาะဒီနေ့တာအလုံးအားတဲ့ညီကိုတွေကဒီမူကြည့်ပြီးတော့စကွန်ရရိုက်သွားဒီမှာတိတ်ပါတက်ပြည့်ဆိုတော့လောကမှာဟာခွဲမရှိဘူးပေါ့နော်မိတဲ့ညီကိုတွေတခါတည်းဗီဒီယိုကြည့်ပြီးတာနဲ့စကွန်ရရိုက်ထားမယ်ဒီနေ့တာเนาะပတ်တီရောဝမ်းချင်းအတိတ်ပဲရတော့ပတ်တီ3ညီနဲ့ညီကိုတွေကလည်းပတ်လို့ရတယ်လို့ပတ်ပြီးမ3ချင်ဆိုရင်ညီကိုရလဲ1ချင်းအနေနဲ့ကစားလို့ရတယ်ဆိုတဲ့အကြောင်းကိုရေးပြရင်ဖြစ်တယ်အဲဒါကြောင့်မလို့ပတ်ပြီး1ချင်းကကွန်က3ညာလေးညာလေးအထူးရှေ့နော်အထူးရှေ့ဟုတ်ပြီနော်နောက်တစ်ခါလူအမျိုးမျိုးစိတ်တွေရှိရဆိုကြမလို့ကီးကြိုက်တဲ့ညီကူတော့ကိုကွန်ကကီးထည့်ပေးမယ်ကီးကတော့3ည4 5ကီးနော်โอเคကိုယ့်ဒီချာလေးပြန်ပြီးချုပ်ပြီးမယ်နော်ဒီမှာကိုယ့်တို့ကြည့်မယ်ဆိုလို့ရှင်ဗျာပထမလုံးတစ်ကက်မှာနော်ဒီမှာနှစ်ကူကနှလုံးလုံးထွက်သွားတယ်ဒုတိယတကက်မှာကြည့်မယ်ဆိုလို့ရှိရင်6ပိုင်းကြီးပဲ6ပိုင်းတတိယတကက်မှာ1ပိုင်း8ပိုင်းနှလုံးလုံးထွက်တယ်ဒီမှာကွန်းတို့ဒီဘော်လူနေ့မှာနော်ပြီးမဲ့လုံးပိုင်းက4 3ညက
၄3ညဆိုပြီးတော့လဲတွဲပြီးတော့ပြီးနိုင်တယ်သို့မဟုတ်တွဲပြီးမပြီးဘူးဆိုလို့ရှိရင်မနက်ကင်းညနေခင်းအဲ့လိုနှလုံးစလုံးကြားနိုင်တယ်ဒီလိုကြောင့်မလို့ဒီ၄3ညကိုတတိချလေးကစားပါโอเคပါကွန်ရှိမှာဒီအင်္ဂါနေ့တရက်တာအဖွဲ့ဝင်ထားတဲ့ညီကိုရန်တော့မနက်ကင်းဝမ်းချင်းညနေခင်းဝမ်းချင်းဖြစ်သွားတယ်ဒီလိုကြောင့်မခွင့်နေတယ်ဒီပုံလူတွေမှာတတိချလေးပြန်လည်ပြင်ဆင်ပြီးတော့အစားပြန်ပြီးမယ်နော်နိုင်ပေါ်မှာ free တင်ပေးတဲ့နော် free တင်ပေးတဲ့ဒီပတ်တီးတွေအခွေတွေကတော့အလုံးဝကိုမှအရှယ်အောင်မြင်နေတယ်ပေါ့နော်โอเคပါဆိုတော့ကွန်မူကိုအစားနေဆုံးထိကြည့်ပြီးတော့ကြံနေတဲ့ဟေးဆိုလို့ရှိရင်ကွန်မှာ yes လို့ချက်တော့မပြီးပါနော်โอเคပါကွန်အားပေးတဲ့ချစ်ဖို့ဒူရန်ချုံကိုလည်းလေးနဲ့လေးစားကြည့်တင်ပါတယ်ဆိုတော့ကွန်တို့19ရက်6လ2026တရက်တာကွန်တင်လိုက်တဲ့ရှယ်ပတ်တီးရှယ်လုံးပိုင်းနဲ့ရှယ်တီတီမီမီအစင်ဘီကန်ကောင်းပါစီနော်နောက်တစ်ခုကကွန်တို့ဒီ3ည4ဆိုပြီးတော့လေဒါနေခုံအားပြီးတော့တစ်ခါကောင်းအနေနဲ့တင်ထူရမယ်โอเคအားလုံးပဲဘိုင်ပါခင်ဗျာ